မင်္ဂလာပါခင်ဗျာငယ်ကောင် YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမိတ်ဆွေတို့ကိုကျွန်တော်ကဂိမ်းလေးတွေဆိုပြီးရမ်းရတဲ့ EP ကလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာဒီ EP ကလေးကတော့ကျွန်တော်တို့ဂိမ်းလေးတွေဆိုပြီးရမ်းလေး point လေးတွေစုပြီးတော့ရမ်းလေးတွေရတဲ့ EP ကလေးတစ်ခုဖြစ်ပါတယ်ဒီကရတဲ့ရမ်းတွေကိုကျွန်တော်ရှိမှာ KP ဝေပေးတဲ့နဲ့လာပြီးတော့ပြန်ရောင်းလို့လည်းရပါတယ်ဗျာဒီဂိမ်းလေးကိုကျွန်တော်ဘယ်မှာ download ဆွဲရမလဲဆိုရင်ကျွန်တော်အစားဆုံးရှင်းပြပေးသွားပါမယ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းမှာသိရှိရအောင်ကျွန်တော် notification ခေါင်းလောင်းလေးလည်းနှိပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ဗျကဲဒါဆိုကျွန်တော်ဗီဒီယိုလေးစလိုက်ကြအောင်အရင်ဆုံးကျွန်တော် Play Store ကိုအရင်ဆုံး clear data အရင်ချလိုက်ပါဗျclear data ချပြီးသွားရင်ကျွန်တော်တို့ကိုဖုန်းထဲမှာရှိတဲ့VPN တစ်ခုမှာဂျပန် Ranger ကိုရွေးပြီးတော့ကျွန်တော်တို့ချိတ်ပေးလိုက်ပါဗျကျွန်တော်တို့ဒီဂိမ်းလေးကဂျပန်ရမ်းရတဲ့ဂိမ်းလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းထဲမှာဂျပန် Ranger နဲ့ကျွန်တော်တို့ဒီ VPN ချိတ်ပြီးပါရင်ကျွန်တော်တို့ Play Store ကိုသွားပါနော်ချိုးကြတော့ Play Store ထဲမှာရှာမတွေ့တဲ့သူတွေကြာရင်ကျွန်တော်ဒီရဲ့ဒီ Telegram channel လေးမှာကျွန်တော်ဒီ game နေကိုချပေးထားပါမယ်ဗျကျွန်တော်မိတ်ဆွေများကစော့ကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ Telegram channel လေးကိုလာပြီးတော့ဒီ game လေးကိုနှိပ်ပြီးကျွန်တော် Play Store ထဲကိုသွားပေးပါဗျကျွန်တော်ဒီ Telegram channel link ကိုလည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့အောက် comment မှာကျွန်တော်ချပေးထားမယ်ဗျဒါဆိုရင်ကျွန်တော်တို့ Play Store ထဲကိုအရင်သွားလိုက်မယ်ဗျကျွန်တော်တို့ Play Store တွေရောက်ရင်ဒီ game လေးကဒီ game လေးပဲဖြစ်ပါတယ်ဗျဒီ game လေးကကျွန်တော်က install တင်ထားတဲ့အတွက်ကျွန်တော်ကဒီလိုဖွင့်ရဆိုမိတ်ဆွေတို့ကဒီ game လေးကိုinstall မတင်ရသေး install တင်ပြီးတော့ကျွန်တော်တို့ဒီ game လေးတွေကိုသွားလိုက်ပါဗျကျွန်တော်ကဒီ game လေးတွေကိုစပါဒီလိုလေးတွေပေါ်လာလိမ့်မယ်နော်ဒါဆိုကျွန်တော်တို့ဒီအောက်ကလေးနဲ့ဂိမ်းကြီးကတော့အရန်လွယ်တယ်ဗျာနော်ဒီဂိမ်းကြီးကကျွန်တော်တို့တူပြတဲ့ဟာလေးတွေကိုကွန်ဆက်ပေးလိုက်ဗျာကွန်ဆက်ပေးလိုက်ရင်ကျွန်တော်တို့ကဒီရလာတဲ့ coin ကြီးကိုဒီမှာပေါ်တယ်နော်ကျွန်တော်တို့ကသူကတပွဲကို coin 3 coin ပေးတယ်ဗျာကျွန်တော်တို့ဒီ coin 3 coin ဆိုရင်ကျွန်တော်တို့ကနေပြီးဒီ play ကိုနှိပ်ပြီးတော့စတင်ဆော်ကစားလို့ရပြီဗျကျွန်တော်ကအရင်ဆုံးကျွန်တော်ကိုပတ်စံထုတ်ကားမဲ့နေရာကိုရင်ပြောပြပေးမယ်ဗျအရင်ဆုံးကျွန်တော်တို့ဒီအောက်ကဟာလေးကိုဒီ point ပုံစံနဲ့ဟာဝါတယ်ဒီမှာသူပြထားတာကကျွန်တော်တို့ပေးပယ်နဲ့လည်းထုတ်လို့ရတယ်ဗျပေးပယ်မရှိတဲ့သူတွေကြတော့ဒီကောင်ကိုကျွန်တော်နောက်ကြရင်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဒီငွေထုံကြီးကိုအစားဆုံးတင်ပေးသွားမယ်ဗျကျွန်တော်တို့ဒီမှာသူပြထားတာကဗျcoin 1000ကို point 1000ကိုကျွန်တော်တို့ကရန်100ရမယ်လို့ပြထားတယ်ဗျဒီမှာ point 2000ကိုရန်200 point 3000ကိုရန်300ဆိုပြီးပြတာဒီမှာ point 5000ရန်900ဆိုကျွန်တော်တို့တွေကတနေ့နည်းနည်းစုပြီးတော့ကျွန်တော်တို့10ရက်ကျော်လောက်နဲ့ကျွန်တော်တို့ကနေပြီးတော့ဒီရန်1000ရန်2000ရနိုင်ပါတယ်ဗျဘာလို့ဆိုဒီ game လေးကတအားလွယ်ပါတယ်ဗျကျွန်တော်ပြီးရင် game လေးကိုစော့ပြပေးမယ်ဗျဒီလိုကျွန်တော်တို့တွေကဒီမှာဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဆက်ဦးတော့ကျွန်တော်တို့အခုမှစဆောင်မဲ့သူတွေဆိုရင်ကျွန်တော်ဒီဘောကဒီလိုဘာတန်းလေးတွေအဲ့ဒါလေးတွေမပေါ်ဘူးเนาะကျွန်တော်က level 20လောက်မှဒီလိုဘာတန်းလေးတွေကပေါ်လာတာဗျဒီနေရာလေးနှိမ့်လိုက်ရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ VPN ကောင်းတဲ့သူတွေကြာရင်ဒီမှာကြော်ညာလေးကြည့်ပြီး coin လေးတွေစုလို့ရတယ်เนาะနေရာလေး edit area ကြော်ညာလေးကြည့်ပြီးတော့ဒီလိုကျွန်တော်တို့တွေက game လေးဆော့ပြအောင်เนาะကိစ္စကစားတော့မယ်ဆိုရင်ကျွန်တော်ဒီကောင်လေးနဲ့เนาะ play ထပ်ပြီးတော့ကျွန်တော်တို့ play ကိုထပ်နှိပ်လိုက်ဗျဒါဆိုကျွန်တော်တို့ဒီမှာပြတာเนาะသူပြထားတဲ့ဒီဘောက3ခုပြအောင်လုပ်ပေးလိုက်ဗျเนาะကျွန်တော်တို့ကဒီမှာနှီးစီမံပွင့်လေးတွေအရင်ဆုံးရွေးပေးလိုက်ဗျဒီကောင်လေးတွေမြန်ရွေးပေးနိုင်ရင်ကျွန်တော်တို့တပွဲကိုမြန်ပြီးတယ်ဗျာနော်ဒါဆိုကျွန်တော်နှင်းစီပန်းတစ်ခုပြီးပါကျွန်တော်ဒီမှာဒီကောင်လေးတွေထည့်ရွေးပေးလိုက်ဗျဒီကောင်လေးဒီနံပါတ်တောင်းဒီကောင်လေးရှိသေးတယ်ပြီးသွားရင်ကျွန်တော်တို့ကနေပြီးတော့ဒီဟာတူရလေးတွေရွေးပြီးနော်တူရလေးတွေမဟုတ်ရင်ကျွန်တော်တို့ကအခြားဟာလေးရွေးပြီးလို့ရနော်3ခုပြီးအောင်ကိုအောက်မှာဖုံးနေတဲ့ဟာတွေရှိခဲ့တော့ရှိရင်ကျွန်တော်တို့အဲ့ဒါလေး3ခုပြီးအောင်ရွေးပြီးလိုက်ဒါဆိုကျွန်တော်2ခုအောင်မြင်သွားပြီကျွန်တော်နောက်ထပ်တစ်ခုနေရှင်ဒါဆိုရင်ကျွန်တော်တပွဲပြီးပါပြီဗျဒါဆိုရင်ကျွန်တော်ဒီပွဲကကျွန်တော်တို့ဒီလိုလေးတွေပဲကျွန်တော်တို့စုပြရမှာเนาะဒီကရတဲ့ coin ကဒီမှာ89ဆိုပေါ်နေတဲ့ coin ကဘယ်မှာပေါ်လာလဲဆိုရင်ကျွန်တော်ပြီးတစ်ချက်ပြပေးမယ်ဗျ
ကျွန်တော်ကမိနစ်များပါတယ်တို့3နာကြာပါတယ်အတွက်ဒီမှာကျေတော့မရဘူးဗျာနော်ကျွန်တော်ဒီကောင်လေးထပ်နေကျွန်တော်တို့မှာ3ခွိုင်ရပြီဗျ3ခွိုင်ကျွန်တော်တို့ကပြောတဲ့စိန်ဟိုလေးတွေစိန်တုံးအနီတုံးလေးတွေပဲရတယ်ဆိုရင်ကျွန်တော်ဒီညမှာပြည့်နော်ဒီညမှာပြည့်ရင်ကျွန်တော်တို့ကဒီမှာသတ်မှတ်ထားတဲ့ဒီကောင်လေးနှင်းခဲဟာလေးတစ်ခုရမယ်ဗျအဲ့ဒါလေးဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီကောင်လေးတစ်ခုသတ်မှတ်ချက်ဒါဆိုဂိမ်းစကားသားတဲ့ညမှာကျွန်တော်တို့ကနေပြီးတော့ကောင်လေးဒီစက္ကန့်လေးကိုရက်ထားလို့ရတယ်ဗျဒီကောင်လေးနဲ့စက္ကန့်သွားတော့ကျွန်တော်တို့ကျေရခြင်းဒီကောင်လေးရက်ထားရနော်ကျေပွင့်ရလဲကျွန်တော်တို့ကွိုင်ရ3ခုပြင်ကွိုင်တစ်ခုပိုရတယ်ဗျာနော်အဲဒါဆိုဒီနည်းနဲ့ပဲကျွန်တော်တို့ကကစားပေးရင်ကျွန်တော်တို့ကပုံမှန်လေးတစ်နေ့ကိုမှန်မှန်လေးကစားပေးမယ်ဆိုရင်ဒီpoint ကတစ်နေ့ကို1000မကရတယ်ဗျာနော်ရန်100ကျော်ကိုကနေနည်းနည်းစုမယ်ဆိုရင်ရန်1000အဲ့တော့အများကြီးစုလို့ရတယ်ဗျာနော်ဒီမှာသူကပြထားတယ်ဒီမှာရန်1000ရန်2000ဆိုရနော်အဲ coin 1000 2000ဆိုပြီးတော့သူကပြကိုကနေပြီးတော့ကြိုးစားတော့ဒီရဲ့ကျွန်တော်တို့ရဲ့ရမယ်ပတ်စံကကျွန်တော်တို့ကနေ့စဉ်ဝင်ငွေပုံမှန်လေးရတယ်ဗျာနော်ကိုရင်ကခလေးတွေကိုပေးထားမယ်ဆိုရင်တော့မှဒီဂိမ်းလေးကနေကျွန်တော်တို့အတွက်ပတ်စံတွေအများကြီးရှာပေးနိုင်တယ်ဗျဟုတ်ကဲ့ဗျဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲဗျာနော်ဟိုကျွန်တော်ရဲ့ channel Telegram channel လေးမှာဒီ game link လေးကိုလည်းချပေးထားမယ်ဗျဒီဗီဒီယိုလေးအောက်မှာလည်းကျွန်တော် Telegram channel link ကိုချပေးထားမယ်ဗျဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်တယောက်ချင်းစီနိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ